အောင်မြင်တဲ့ဘဝရဖို့အတွက်လိုအပ်တဲ့အချက်9ချက်တွေကတတိယမြောက်အချက်တစ်ခုဖြစ်တဲ့တက်ကြွမှုနဲ့အပြုသဘောတွေးခေါ်မှုဆိုတဲ့ခေါင်းစဉ်လေးကိုမိတ်ဆွေတို့ကိုညှဝေပေးချင်ပါတယ်အောင်မြင်တဲ့သူဖြစ်ခြင်းရအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်မိတ်ဆွေကပြင်းရည်နေလို့မရပါဘူးအလုပ်လုပ်တဲ့အခါမှာလေးလာတင်တဲ့အခါမှာကြိုးစားအားထုတ်တဲ့အခါမှာတက်ကြွမှုတွေပါနေဖို့လိုပါတယ်ကိုလို့သမျှအလုပ်တိုင်းကိုစိတ်ပါလက်ပါတက်ကြွလုပ်ဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲအဲ့တက်ကြွမှုနဲ့အတူအပြုသဘောဆောင်တဲ့တွေးခေါ်မှုတွေမိတ်ဆွေမှာရှိနေဖို့လိုပါတယ်ဒီနေ့မှာကျွန်တော်ပြချင်တာက positive thinking လို့ပြောတဲ့အပြုသဘောဆောင်တဲ့အတွေးအခေါ်နဲ့ optimism လို့ပြောတဲ့အကောင်းမြင်စိတ်နဲ့မတူဘူးဆိုတာကိုတော့ခွဲပြီးနားလည်ဖို့လိုပါတယ် optimism သမားတွေကလွယ်ပြောရင်တော့ဖြစ်သမျှအကြောင်းအကောင်းကြီးပဲဆိုတဲ့ဟာမျိုးတွေ optimism သမားတွေအကောင်းမြင်စိတ်ရှိတဲ့သူတွေသူတို့ကဘာကောင်းလဲဆိုစိတ်ချမ်းသာဖို့လည်းကောင်းတယ်စားကြမရှိရင်လည်းမစားဘူးပေါ့တတ်တာပေါ့ကောင်းတာပေါ့ရှိတော့လဲစားတာပေါ့အဲ့လိုလူမျိုးတွေဘောမှာဘယ်တော့မတိုးတော့ကျွန်တော်တို့လက်ခံကြည့်တော့မယ့်အရာက positive thinking လို့ပြောတဲ့အပြုသဘောဆောင်တဲ့အတွေးခေါ်ဖြစ်တယ်အပြုသဘောဆောင်တဲ့အတွေးခေါ်ဘယ်လိုဟာမျိုးလဲဆိုရင်မှားရင်လည်းမှားတယ်ဆိုတဲ့အမှားကိုလက်ခံမသိရမယ်မှန်ရင်လည်းမှန်တယ်ဆိုတဲ့အရာကိုနားလည်ရမယ်ကိုယ်မှတခုမှားနေတယ်ဆိုရင်မှားတာကိုသိပြီးပြင်ရမယ်ကိုယ့်ရဲ့လုပ်ရက်ကမှန်တယ်ဆိုတော့အဲ့ဒီမှန်ကိုဆက်ပြီးထိသိမ်းတာစူးစမ်းအဲ့ဒါကအပြုသဘောဆောင်တဲ့အတွေးသမားတွေအဲ့တော့မိတ်ဆွေတို့ကအာမင်းလူဖြစ်ချင်တယ်ဆိုရင်ဘာလုပ်ရမှာလဲကိုယ့်ရဲ့လုပ်အတိုင်းမှာတက်ကြွမှုပါဝင်ရမယ်ကိုယ့်ရဲ့အတွေးခေါ်အယူအဆတိုင်းမှာအပြုသဘောဆောင်တဲ့အတွေးကိုတွေးရမယ်အပြည့်သဘောမြင်တဲ့သူတွေမှာတက်ကြွမှုဆိုတာဘယ်တော့မှမရှိဘူးအဲ့ဒါမိတ်ဆွေတို့မမေ့ပါနဲ့အပြုသဘောဆောင်တဲ့သူမှသာလျှင်တက်ကြွမှု motivation တွေကရှိတာပါဒါကြောင့်မို့မိတ်ဆွေတို့ကအောင်မြင်မှုဖြစ်ချင်တယ်ဆိုလို့ရှိရင်တက်ကြွမှုနဲ့အပြုသဘောတွေးခေါ်မှုတွေကိုလုပ်နေဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်